ဝါရင်တရုတ်ဆောင်တွေစုံစုံလင်လင်နဲ့စာဘူးတောင်းရုပ်ရှင်ကားကြီးမှာပြန်မြင်တွေ့ရတော့မယ်ဝေလူကျော်ပရဟိတမင်းသားကြီးလို့လူသိများပြီးတော့အမှုပညာအလုပ်တွေနဲ့အတန်ကြာပျောက်ကွယ်နေခဲ့တဲ့အကယ်ဒမီဝေလူကျော်ကိုတော့မကြာခင်မှာရုပ်ရှင်ကားတစ်ကြီးနဲ့အတူပရိသတ်တွေရှိပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်ရှင်ယနေ့မေလ23ရက်နေ့မနက်ပိုင်းကရွှေတကုံစီဒီတော်ကြီးမှာကျင်းပခဲ့တဲ့စာဘူးတောင်းရုပ်ရှင်ဇာတ်ကားကြီးရဲ့ကတော့ပွဲမှာဝေလူကျော်ကိုအမှုပညာရှင်အစုံလင်နဲ့အတူမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ဒီဇာတ်ကားကြီးမှာတော့ဝေလူကျော်နဲ့အတူဝါရင်မင်းသမီးကြီးအကယ်ဒမီစိုးမြတ်သူစားမင်းသားဟင်းဝေရန်ဆိုင်းတွန်ခန်းလီလီကျော်ခိုင်နဲ့ခိုင်တစီငိုဝါတို့လိုထိတ်တန်းအမှုပညာရှင်တွေကစုံစုံလင်းလင်းပါဝင်အားဖြည့်သွားကြမှာပါဒါရိုက်တာအာကာဆိုအိုကရိုက်ကူးပုံဖော်သွားမှာဖြစ်လို့ဝါရင်တရုတ်ဆောင်တွေရဲ့အားပြိုင်မှုတွေနဲ့အတူဘလို့ဇလန်းပုံစံမျိုးမြင်တွေ့ရမလဲဆိုတာပရိသတ်တွေအတွက်တော့တကယ်ကိုရင်ခုန်စိတ်ဝင်စားစရာဖြစ်လို့နေပါတယ်ဝေလူကျော်ရဲ့အမှုပညာဖန်တီးမှုတွေကိုလွမ်းဆွနေတဲ့ပရိသတ်တွေအတွက်တော့ဒီသတင်းကတကယ်ကိုဝမ်းသာစရာဖြစ်ပြီးစာဘူးတောင်းဇာတ်ကားကြီးကလေအောင်မြင်မှုတွေရရှိမဲ့ဇာတ်ကားကြီးတကားဖြစ်လာအောင်မှတည်ကြလာပါတယ်အမှုပညာလောကနဲ့ဝေးကွာနေချိန်မှာပရဟိတအနုတွေမှာသာအားသွန်းခုန်ဆိုင်လုတ်ကင်နေပေမဲ့ဝေလူကျော်တယောက်အခုလိုအမှုပညာခြေလမ်းသစ်တွေပြန်လေစတင်လာတဲ့အပေါ်မှာလေအားလုံးကဝိုင်းဝန်းဂုဏ်ပြုနေကြပါတယ်ရှင်